Hello အားလုံးပဲမင်္ဂလာပါဒီ video clip လေးမှာတော့prompt ပေါ့နော်ကျမတို့ဒီနေ့ဒီ AI ကိုကျမတို့တစ်ခုခိုင်းနေတယ်ဆိုရင်သူ့ကိုညွှန်ကြားချက် prompt လို့ရေးမလဲပေါ့နော်အဲ့ဒါလေးကိုကျမ share ပေးမှာဖြစ်ပါတယ်ဆိုတော့ကျမကပထမစချင်းဒီ AI ကို chatbot တွေနဲ့သုံးတဲ့အခါမှာ ChatGPT မှာပဲကျမကဒီမေးခွန်းနဲ့မေးဖြေလုပ်တယ်ပေါ့နော်ကျမ prompting လုပ်တယ်ပေါ့လုပ်တဲ့အခါမှာကျမပေးတဲ့ instruction တွေကမတိကျမသေးချာတဲ့ခါကျတော့ကျမလိုချင်တဲ့အဖြေကိုမရလာဘူးပေါ့နော်ဆိုတော့ဒီ prompting မှာကကျမတို့က AI ကိုညွှန်ကြားချက်ပေးတဲ့နေရာမှာကျမတို့ရဲ့ညွှန်ကြားချက်တွေကတိတိကျကျဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့နော်garbage in garbage out ဆိုလိုပဲပေါ့နော်ကျမတို့ကမတိကျတဲ့ကျမတို့ရဲ့ input တွေကိုထည့်လိုက်တယ်ညွှန်ကြားချက်တွေကိုထည့်လိုက်တယ်ဆိုရင်ကျမတို့လိုချင်တဲ့အဖြေလည်းရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမက prompt ကိုကျမတို့ formula လေးပေါ့နော်ကျွန်တော် formula လေးလုပ်ထားတယ်အဲ့ဒီမှာကျွန်တော်အခြေခံအကြောင်းအရာ၅ချက်ကိုအခြေခံပြီးတော့ prompt ကိုကောင်းတဲ့ prompt လေးတစ်ခုကျွန်တော်တို့ create လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ပထမဆုံးလုပ်ရမှာတော့ prompt ကိုယာရုတစ်ခုပေးရမယ်ပေါ့ဆိုတော့ဘာလို့ယာရုတစ်ခုပေးရမလဲဆိုတော့ prompt မှာအရေးချင်းရှိတဲ့အရေးချင်းတွေအများကြီးစောင်းထားတဲ့အုတ်ထုပ်တွေအများကြီးစောင်းထားတဲ့သူလိုပဲပေါ့နော်သူစီမှာကဒီ engineer နဲ့ပတ်သက်တဲ့ကျွမ်းကျင်မှုရှိတယ်တွေးခေါ်တွေရှိတယ်ဒီလိုပဲသူမှာ sales consultant တယောက်အနေနဲ့ပတ်သက်တဲ့ကျွမ်းကျင်မှုရှိတယ်တွေးခေါ်တွေရှိတယ်လုပ်ငန်းရှင်တယောက်အနေနဲ့ပတ်သက်တဲ့ကျွမ်းကျင်မှုတွေရှိတယ်လေးလာမှုတွေရှိတယ်အရေးချင်းတွေရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ကသူ့ကို role တစ်ခုမပေးဘူးဆိုရင်ကျမတို့လိုချင်တဲ့ညွှန်ကြားချက်ကတိတိကျကျရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဥပမာအဖြစ်ကျမတို့ကဒီ prompt ရေးတဲ့အခါမှာကျမတို့သူ့ကို Facebook အတွက်ကျမတို့ကြော်ညာ design ကြော်ညာတစ်ခုထုတ်ခိုင်းမယ်ပေါ့နော်သူ့ကို content တစ်ခုရေးခိုင်းမယ်ပေါ့ဆိုရင်ကျမတို့ကစစချင်းမှာသူ့ကိုယာရုတစ်ခုပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ယာရုတစ်ခုကျမတို့သူ့ကိုပေးလိုက်မယ်ဥပမာအဖြစ်ဆိုရင်သူ့ကိုဒီ content creator တယောက်အနေနဲ့ဆိုပြီးတော့ယာရုတစ်ခုပေးလိုက်မယ်ပေါ့နော်ဒီ social media Facebook မှာ content လုပ်တဲ့ creator တယောက်အနေနဲ့ကျွမ်းကျင်သူတယောက်အနေနဲ့ဆိုပြီးသူ့ကို role တစ်ခုပေးလိုက်မယ်ပေါ့ဆိုတော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ context ကကျွန်တော်တို့အရင်ရေးကြည့်ရဘာဖြစ်လို့လဲဆိုတော့ကျမတို့ကိုဒီ AI ကိုကျွန်တော်တို့ခိုင်းတဲ့နေရာမှာကျမတို့ကဘသူ့အတွက်လဲကျမတို့ရဲ့ background အခြေအနေကဘာလဲဆိုတာကိုကျမတို့ပြောဖို့လိုတယ်ပေါ့နော်ဥပမာအဖြစ်ကျမတို့က Facebook မှာခုနလိုပဲကြော်ညာထည့်မယ်ဆိုရင် content creator တယောက်အနေနဲ့ဘာလုပ်ရမလဲဆိုရင်သူကဘသူ့အတွက်လဲဆိုရင်ကျမတို့ကဒီကျွန်မဆိုရင်ကျွန်မသင်တန်းကျောင်းမှာဆိုရင်ကျွန်မကကလေးတွေကို programming သင်တဲ့အတန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကလေးတွေကို programming သင်တဲ့အတန်းပေါ့နော်ကျွန်မဥမာအဖြစ်ဆိုရင် Scratch 3.0အတန်းအတွက်ကိုကျွန်မကဒါကို content ရေးပေးပါပေါ့နော် Facebook တဲ့ content ရေးပေးပါဒီမှာကလေးတွေကကြတော့ဒီတက်ပို့ပြီးကျွန်မတိတိကျကျလိုချင်တာဖြစ်တဲ့အတွက်ကလေးတွေကအသက်6နှစ်ကနေ8နှစ်အရွယ်ကလေးတွေအတွက်ဖြစ်ရမယ်အဲ့ကလေးတွေရဲ့မိဘတွေကကျမတို့ကကလေးတွေကသင်တန်းတက်ဖို့ဆိုရင်မိဘတွေရဲ့ဆုံးဖြတ်ချက်လိုတဲ့အတွက်ကြောင့်မလို့ target ကတော့မိဘတွေကို target ထားမှာဖြစ်တယ်ဆိုတော့ကျမတို့အသက်25နှစ်ကနေ35နှစ်ရွယ်ရှိတဲ့မိဘတွေကိုကျမတို့ target ထားပေးပါဆိုပြီးကျမတို့သူ့ကိုတရားတွေခိုင်းလိုက်တယ်ပေါ့နော်ခိုင်းလိုက်တဲ့နောက်ကကျတော့သူ့ကိုဘာလုပ်စေချင်တာလဲပေါ့ဆိုတော့ကျမတို့ကခုနကသူ့ကိုကြော်ညာထည့်စေချင်ဆိုရင် Facebook မှာကြော်ညာအတွက်လုပ်ခိုင်းတာဆိုပြီးသူကိုရေးပေးလို့ရတယ် format ကကျတော့ကျွန်တော်ပုံစံပေါ့ကျွန်တော်တို့ကစာလုံးရတရားအောက်နဲ့ရေးမှာလားဒါမှမဟုတ်နွေ့နွေ့ထွေးထွေးပုံစံနဲ့ကျွန်တော်တို့စာရေးသားကိုရေးမှာလားဒါမှမဟုတ် professional ဆန်ဆန်ရေးမှာလားကျွန်တော်တို့ရဲ့တုံးတာဘယ်လိုဖြစ်မလဲ format ကဘယ်လိုဖြစ်မလဲစာကိုသူ့ကိုပြောပေးရမယ်နောက်ဆုံးတစ်ခုကတော့ရန်ရေးကြည့်ကျွန်တော်တို့ call to action ပေါ့နော် call to action ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖြစ်စေချင်တဲ့ရွေးချက်ကဘာလဲပေါ့နော်ဒီဟာရေးခိုင်းပြီးတော့ကျွန်တော်တို့က Facebook မှာကျွန်တော်ဆိုရင် Facebook Messenger မှာ enquiry လာစေချင်တယ်ပေါ့သူဒါအတွက်သုံးတာအဲ့တော့သူနောက်ဆုံးမှာ call to action ပေးဖို့လိုတယ်ဒါမှသူကအဲ့ call to action ပေါ်မှာလည်းသူမူတည်ပြီးတော့သူကအတက်နိုင်ဆုံးသူ့ရဲ့စာကိုဒီ Messenger မှာမိဘတွေ contact လုပ်ဖို့အတွက်ကိုသူကဖွင့်ပြီးတော့ရေးပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ၅ခုကိုအခြေခံပြီးတော့ကျွန်တော်တို့အနေနဲ့ prompt ကိုရေးလို့ရတယ်ပေါ့နော်ဆိုတော့ယာရုတစ်ခုသူ့ကိုပေးမယ်ကျွန်တော်တို့ဘာတာဝန်လဲဆိုတာကိုသူ့ကိုပြောမယ်ဘသူ့အတွက်လဲကျွန်တော်ဘယ်လိုအနေထားလဲဆိုတာကိုတိတိကျကျသူ့ကိုပေးမယ်ဘယ်လိုပုံစံနဲ့ရေးစီချင်တာလဲဆိုတာကိုပြောမယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီဟာရဲ့ရွေးချက်ကဘာလဲဆိုတာကိုသူ့ကိုပြောမယ်ပေါ့ဆိုတော့ဒီ၅ချက်ကျွန်တော်တို့သူ့ကိုပြောလို့ရတယ်ပေါ့နော်ပြောပြီးတော့သူ့ကိုခိုင်းလို့ရတယ်ဆိုတော့ဒါကိုကျွန်မအနေနဲ့example လေးပြလို့ရတယ်ပေါ့နော်example ထဲမှာဆိုရင်ကျွန်မအနေနဲ့ဒါလေးကတော့ကျွန်တော် example ပြချင်တာပေါ့နော်ဒီမှာပြချင်တဲ့အခါမှာကျွန်မအနေနဲ့ဒီဟာကိုဒီprompt တွေကိုကျွန်မအနေနဲ့အကြမ်းမင်းအနေနဲ့နားလည်အောင်လို့ပုံစံလေး2မျိုး3မျိုးကျွန်မရေးထားပေးတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်မတို့က
သူ့ကို version မျိုးမျိုးနဲ့ကျွန်မရေးထားတယ်ဒီ version ကကြတော့ပထမ version ကကြတော့ကျွန်မတို့ကသူ့ကိုဘာဖြစ်စေချင်တာလဲဆိုရင်role မှာကကျွန်မက content creator တယောက်အနေနဲ့ပေါ့နော် content creator တယောက်အနေနဲ့Facebook ရဲ့ကြော်ညာတစ်ခုကိုဖန်တီးပေးပါcontest ကကြတော့ကျွန်မတို့ကဘယ်နည်းနေ့မှာကျွန်တော်တို့သင်တန်းဖွင့်မယ်ပေါ့အဲ့တော့ online သင်တန်းအတန်းအတွက်28ရက်နေ့မှာ April 28ရက်နေ့မှာဖွင့်မယ်အတန်းအတွက်ကလေးတွေကကြတော့ဘယ်ရွယ်ပိုင်းခြားတက်လို့ရလဲဆိုတော့သက်6နှစ်ကနေ8နှစ်တိရှိမယ်ပေါ့နော်နောက်အသက်25နှစ်ကနေ45တွင်မိဘတွေကို target ထားမယ်ပေါ့ဆိုပြီးတော့အဲ့လိုကျွန်တော်တို့ရေးပေးလို့ရတယ် format မှာကြတော့ကျမတို့ကကျမတို့ဒီဘယ်လိုပုံစံနဲ့သွားချင်တာလဲကျမတို့ရဲ့စာရေးသားကိုကိုယ့်ရဲ့မူပိုင်သုံးနှုန်းမူပိုင်ပုံစံလည်းကျွန်တော်ထည့်လို့ရတယ်ဒီမှာဒီမှာတော့ကျွန်တော်ကပို့ပြီးတိကျစေချင်တဲ့အတွက်မိဘတွေရဲ့ဉာဏ်သိကျောင်းဘက်မှာစိန်ခေါ်မှုတွေကိုနားလည်ပြီးတော့အဲ့ရှူတောင်းကနေရေးပေးခိုင်းနေပေါ့ပေါ့ပါနဲ့ရင်းနှီးလွယ်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့နောက်ကတော့ကျွန်တော်ရဲ့ CTA ကကြတာပါလဲဆိုရင် Facebook Messenger မှာ inquiry လာစေချင်တယ်ပေါ့နော်ဆိုပြီးတော့ဒါကိုကျွန်မသူ့ရေးခိုင်းတယ်ပေါ့နော်ရေးခိုင်းတဲ့ခါကျတော့ကျွန်မကများသောအားဖြင့်တော့ဒီ content တွေကိုကျွန်မ Gemini ဒါမှမဟုတ် ChatGPT အဲ့နှစ်ခုတွေကတစ်ခုခုနဲ့ကျွန်မသုံးတယ်ပေါ့နော် ChatGPT ကတော့ပို့ပြီးတော့ creativity ကောင်းတယ်ဒါပေမဲ့လို့ Gemini ကလည်းမြန်မာစာရေးသားမှာတော့ Gemini ကိုကျန်တဲ့ chatbot တွေတော်တော်များများမရှင်းနိုင်ဘူးပေါ့နော် Gemini ကပို့ပြီးတော့တည်ကြတယ်ဆိုတော့ခုနကကျွန်မရေးခိုင်းလိုက်တဲ့ content ကိုဒီမှာသူကရေးပေးတယ်ပေါ့နော်ဆိုတော့ဒီဟာဒီကြောင့်မိဘရင်ဆိုင်သိရှယ်တာမိဘတွေရှုထောင့်ကနေရေးပေးပါလို့သူ့ကိုပြောလိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဆိုရင်စိတ်ကိုဖုန်းကြည့်တာများနေပြီလားဆိုတော့ဖန်တီးမှုဖြစ်ပြောင်းလဲနိုင်မယ် Facebook app ပေါ့နော်ဆိုတော့ဒီမှာသူက Facebook app ကိုသူဖန်တီးထားတာဖြစ်တယ်ပေါ့နော်ဒါကသူဖန်တီးထားတဲ့ဟာနွေရာသီကျောင်းပေးရဆိုရင်ကောင်းခဲ့ရတာပါလဲပေါ့ကလေးတွေဖုန်းနဲ့ game ဆော့နေရလား screen time တွေများနေရလားပေါ့ဆိုပြီးတော့ဒါလေးတွေသူက create လုပ်ပြီးတော့ရေးပေးတယ်ပေါ့ဆိုတော့ဒါကပုံစံတစ်မျိုးပေါ့နော်ဒါမှမဟုတ်ဘူးကျမတို့ကသူ့ကို role တစ်ခုအနေနဲ့ပြောင်းလိုက်မယ်ပေါ့နောက် role တစ်ခုကဘာလဲဆိုတော့ဒီသင်ပေးနေတဲ့ဆရာမတယောက်ရဲ့နေရာအနေနဲ့ပြီးသူ့ကိုစဉ်းစားခိုင်းတာဒီ content ကိုဆိုတော့ဒီမှာတော့ဆရာမတယောက်ရဲ့စေနာနဲ့နှွေးထွေးမှုရင်းခံပြီးတော့ professional စစံရေးသားတဲ့ content version ဆိုရင်ဒါမှဆိုရင်ဒါသူကနောက် content version တစ်မျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒါဆိုရင်ဖုန်းနဲ့ TV ပဲကြည့်နေလားlogic တွေ creativity တွေဘယ်လိုလေ့ကျင့်ပေးနိုင်လဲပေါ့နော်ဆိုတော့ဒီဟာကိုဆရာမအနေနဲ့သူကကလေးတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားပြီးတော့သူရေးပေးတဲ့ဟာမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့သူ့ကိုအဲ့လိုမှမဟုတ်ဘူးနောက် version တစ်မျိုးကကြတော့ဒီမြန်မာ local SME တွေရဲ့အခြေအနေကိုနားလည်ပြီးတော့ပေါ့နော်ဒီ STEM ဟိုဟာရဲ့အခြေအနေကိုနားလည်ပြီးတော့ဒီ STEM ကျွန်တော်တို့ဒီမှာဆိုရင်မြန်မာလောက SME နဲ့အခြေအနေကိုနားလည်ပြီးတော့เนาะ training center ရဲ့ founder တရားအနေနဲ့ဆိုပြီးအဲ့ရှုထောင့်နေကျွန်တော်ရေးခိုင်းတယ်ပေါ့နော်ရေးခိုင်းတဲ့နေရာမှာသူ့ကိုနှစ်ခုပေးလိုက်တယ်နှစ်ခုဖန်တီးပေးပါပေါ့မတူညီတဲ့ရှုထောင့်ကနေပြီးတော့နောက်တစ်ခုကတော့ကျွန်မကဗာရေးထားလဲဆိုရင်သူ့ကိုprofessional ဒါမှမဟုတ် one tone ဒါမှမဟုတ်coding သုံးနေကြကျွန်တော်တို့ကိုသူသုံးနေကြစကားလုံးတွေမသုံးဘဲနဲ့တခြား out of the box ရှုထောင့်ကနေပြီးတော့ရေးခိုင်းတယ်ပေါ့နော်ဆိုတော့ကျွန်မရဲ့ CT ကကြတော့ခုနကလိုပဲ Messenger မှာ inquiry လာစေချင်တယ်ပေါ့ဆိုတော့ဒါကကြတော့ तू က SME လုပ်ငန်းရှင်တယောက်အနေနဲ့ तू ကရေးခိုင်းတာပေါ့မိဘတွေလက်တွေ့ကြုံရတဲ့အခက်အခဲကိုဆိုပြီးတော့အဲ့မှာ तू က version တစ်မျိုးနဲ့ကျွန်မကိုဖန်တီးပေးတယ်ပေါ့ဆိုတော့ तू ကကို role တွေကိုပြောချင်တဲ့ prompt လေးတွေကိုနည်းနည်းကိုချိန်လိုက်တာနဲ့ပြန်နေသူ့စီမှာလည်း तू ကသွားပြီးတော့ချိန်သွားတယ်ပေါ့နော်အဲ့မှာကိုတကယ်ပြောချင်တဲ့လေတံကိုရောင်းချင်တဲ့ပုံစံနဲ့ကိုနဲ့ကိုက်ရလားဆိုတော့ကိုကပြန်ကြည့်ပြီးတော့ဒီမှာကိုနဲ့အကိုက်ဆုံးဟာရွေးပြီးတော့ကိုပြန်ပြင်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကကြတော့သူရေးပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကြတော့ကျမတို့အနေနဲ့ prompting လုပ်တဲ့အခါမှာသူ့ကိုခုနအချက်၅ချက်ကိုအခြေခံပြီးတော့ကျမတို့ရေးထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကြတော့ကျမတို့ prompting မှာကျမတို့အဓိကသုံးရမယ့်အချက်လက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီအချက်လက်တွေကိုအခြေခံပြီးတော့ prompting ကိုကျမတို့ရေးရမှာဖြစ်တယ်နော်နောက်တစ်ခုကတော့ prompting ရေးတဲ့အခါမှာကျမတို့သိထားရမှာဖြစ်မနေသိထားရမှာကြတော့သူ့မှာလည်းကောင်းတာတွေဆိုကောင်းကျိုး